အင်္ဂလိပ်စကားလေးလာနေရင်ဝဟာရကအရန်ရှုပ်တယ်ဒါပေမဲ့တကယ်တော့မြန်မာထက်ဝဟာရဖို့ရှိတယ်မဟုတ်ဘူးပြဿနာက linguistic doublets နော် linguistic ဆိုဘာသာပေတာ doublet ဆိုနစ်စာအင်္ဂလိပ်စကားမှာဆိုစကားလုံးတစ်ခုဆိုလို့ရှိရင် nick စာ3စာ4စာထက်ကဂူယူတယ်ဒီနေ့ဥပမာအဖြစ် brother နီအကိုစကားလုံးအဲ့ဒီစကားလုံးရဲ့ရင်းမြစ်ကရှေးဟောင်းဘာသာစကားက prater အဲ့ဒီရင်းမြစ်တက္ကတာစကားရဲ့ prater ရင်းမြစ်လေးဖြစ်တယ်နော်တက္ကတာစကားကနေပါဠိစကားရတယ်ပါဠိစကားဆိုနီအကိုကို pader တမမဟုတ် pader လို့ခေါ်တယ်နော်အင်္ဂလိပ် brother pader စင်တူတယ်အခြားတက္ကတာကစင်သက်လာတဲ့စကားကအခြားအိန္ဒိယဘာသာစကားတွေအဲ့ဒါအဘာဝင်တစ်ခုက gypsy ဒါမှမဟုတ် romani စကား gypsy လူမျိုးတွေ romani လူမျိုးတွေယူရိုပဖြစ်ခဲ့တဲ့နှစ်900လောက်ရောက်တဲ့အိန္ဒိယကလူတွေနော်သူတို့ဘာသာစကားဒါဆိုဘာလီနဲ့နေစင်တူတယ်သူတို့ဘာသာစကားမှာနီအကိုကို pra လို့ခေါ်တယ်နော် pra နေစင်တူတယ် pra စကားလုံးကနေအင်္ဂလိပ် pal စကားလုံးရတယ်ဒီစကားလုံးက how you doing pal နေကောင်းလားနီအကိုနော်ဒီကတငယ်ချင်းလိုမျိုးအတေးပေအကိုနီလေးလိုမျိုးအတေးပေနော်မြန်မာတွေဆိုသူတို့နော်အခြားယောက်ျားအချင်းချင်းဖြုံးနေရင်သူတို့ကအကိုနီလေးခေါ်တယ်ဟုတ်တယ်နော်အင်္ဂလိပ်လေး pal ခေါ်လို့ရတယ်နော်ဒါမှမဟုတ် bro နော် how you doing bro how you doing pal နော်ကိုတငယ်ချင်းတွေက bro ဒါမှမဟုတ် pal ခေါ်လို့ရတယ်ဒီမှာတကယ်ဒီ bro ဆို brother က pal ဆို pral တက္ကတာ brother ပါလီ pater ကစကားလုံးနော်စကားလုံးတစ်ခုတည်းဒါပေမဲ့နှစ်ချင်းကိုယူတယ်နှစ်ချင်းတွေမဟုတ်ဘူး cause ဒီ frater ရင်းမြစ်လေး Latin စကားမှာ frater အနေနဲ့ဝင်တယ် frater Latin စကားမှာဒီပေလေးနီအကို Latin စကားကနေပြင်သစ်စကားစင်တက်လာတယ်ပြင်သစ်စကားမှာနီအကိုက frere စကားလုံးကအင်္ဂလိပ် friar အတေပေစကားလုံးရတယ် friar ဆိုအတေပေဖုန်ကြီးနော်ဖုန်အင်္ဂလိပ်စကားမှာဖုန်ကြီးရဲ့နှစ်မျိုးရှိတယ် monk နဲ့ friar monk ဆိုမဆိုင်ဘူး monk ဆိုအဓိကဖုန်ကြီးချောင်းမှာတစ်ချိန်လုံးနေတဲ့ဖုန်ကြီးအဖြစ်မှာနေတဲ့လူဦးရေကြားမှာသာသနာပြုလုပ်တဲ့ဖုန်ကြီးတွေတော့ friar လို့ခေါ်တယ်ဒါဆိုအင်္ဂလိပ်စကားမှာဖုန်ကြီးတွေက echo လို့မျိုးခေါ်တယ်နော်သူတို့အဲ့လိုမျိုးအချင်းချင်းလေးfriar echo တွေအချင်းချင်းခေါ်မယ်နော်ပြီးတော့ Latin စကား fraternity စကားလုံးလေးရတယ် fraternity ဆိုနီအကိုဒုဆက်မှုလို့မျိုးအတိတ်ပဲဒါမှမဟုတ်တဟယစိတ်တက်လို့မျိုးအတိတ်ပဲရှိတယ်နော်ဒီတိကအတိုင်းအဝိုင်းအမျိုးမျိုး fraternity လို့မျိုးခေါ်မယ် medical fraternity စေကူ fraternity ဒါဆိုဆေးဝင်တွေသူနာဖြူတွေသူတို့အဖွဲ့အစည်းတွေ medical fraternity ခေါ်လို့ရတယ် legal fraternity နော်ဥပဒေ fraternity အဲ့ဒါရှင်းနေတွေအဖွဲ့အစည်းတွေ fraternity လို့ခေါ်တယ်ပြီးတော့ tackato တွေမှာ fraternity တွေရှိတယ် American tackato တွေရဲ့ချောင်းတီးရင်အဲ့ဒါတီးမယ်ချင်းတယ်နော် so American tackato ဝင်ရင်အဆောင်မှာနေလို့ရတယ်အဆောင်ဆို dorm ခေါ်တယ်ဒါမှမဟုတ် fraternity မှာနေတယ် fraternity ဆို အဲ့ဒါတက္ကသိုလ်ထိုင်နေတဲ့လူငယ်ယောက်ျားတွေအချင်းချင်းအတူတူနေထိုင်မယ်အင်ဂျီလို့ fraternity အဖွဲ့အစည်းလို့ခေါ်တယ်နော်အဲ့ဒါနဲ့စင်တူတယ် fraternal စကားလုံးလေးရတယ် fraternal နဲ့ fraternity ရဲ့ဒေပေအတူတူပဲဒါပေမဲ့ဒီကဝိသေသနာအနေနဲ့သုံးတယ်နော် fraternal greetings အဲ့ဒါလိုက်လေစွာကြိုဆိုပါသည်လို့မျိုးအတေပေရှိတယ်နော်နီအကိုဟန်နဲ့ဆက်ဆံရေးရှိတယ်ဆို fraternal ဝိသေသနာသုံးမယ်ပြီးတော့ Korea အဖြစ် fraternize စကားလုံးလေးရှိတယ် fraternize ဆိုအယိုးဝင်းတီနော်အယိုးတဝင်းဆက်ဆံရေးရှိတယ်လို့အဲ့ဒါ fraternize လို့ခေါ်တယ်ဥပမာစစ်သားတွေနဲ့ရသားတွေအချင်းချင်းအယိုးဝင်းသွားရင်အဲ့ဒါ fraternize လို့ခေါ်တယ်နော် so ဒီစကားလုံးအမျိုးမျိုး pal friar fraternity fraternal fraternize အဲ့ဒါဘယ်လိုမမြင်မလဲနော်အင်္ဂလိပ်ဝဟာရအရန်ရှုပ်တယ်ဒါပေမဲ့ရင်းမြစ်ဆက်ဆံမှုနားလည်ရင်မမီဖို့လွယ်တယ်နားလည်ဖို့လွယ်တယ်နော် so ဒီစိတ်ဝင်စားရင် linguistic doublet Google မှာရှာလို့ရတယ် YouTube မှာရှာလို့ရတယ်အခြားဒီလိုမျိုးဆက်
မထင်ရှားတဲ့ဆက်ဆက်မှုရှိတယ်ဝါဟာရအများကြီးရှိတယ်ဒါဆို map ဖို့ဘိုးလွေးမယ်